မင်္ဂလာပါကြံကြည်လာလေးဝမ်းအရန်သွားလို့အရန်ကိုပိန်ကြပါတယ်တနာပါတယ်ကြံကြည်လာလေးကိုရှစ်ပေးတဲ့လူတွေအားလုံးကြည့်ကြပါဦးသမီးလေးအရန်ပိန်သွားကြည့်ပါဦးစော့နိုင်တော့မမီဝမ်းတာနော်သမီးနော်ကြံကြည်လာလေးကသူ့တဲ့တီးကိုအရန်ရှစ်တာတဲ့တီးနာမနေသူလုံးဝမငိုတဲ့ဒီနဲ့မမီးနဲ့အလုံနာပြီးတော့သမီးလေးကိုဆေးရုံလည်းပို့ပေးပါတယ်ရှင်အခုကဆေးရုံမှာပါရှင်ဆေးရုံဝရှိလာမှာပါရှင်ကြံကြည်လာလေးကဝမ်းအရန်ပြက်တယ်ဝမ်းအရန်သွားပါတော့မမီးကနားတဲ့ရက်တော့သမီးလေးကိုတရက်တီးအရှင်တကြွေးမိတဲ့အတွက်သမီးလေးကဝမ်းပြက်တာပေါ့နော်ဘယ်နှကြိမ်လဲဆိုလို့ရှင်ပြောမနေနဲ့ဖြစ်တဲ့ရက်နဲ့အခုနဲ့ဆိုရင်20ကျော်25လောက်ရှိ25ခေါက်လောက်ရှိပြီပေါ့နော်သမီးလေးကိုကြည့်ပါဦးတနာလိုက်တာစေးခန်းသွားတယ်စေးခန်းမနိုင်တော့လို့ပေါ့နော်တော်တော်လေးဖြစ်နေတယ်ဆိုပြီးတော့ဆေးရုံကိုလာခိုင်းပါတယ်ရှင်ကြံကြည်လာလေးတနာပါတယ်သမီးရဲ့မြန်မြန်တက်တာနော်တက်ဒီမမီးရှင်းမြန်မြန်တက်တာလို့ကြားလားတက်ဒီမမီးနဲ့ကစားကြမယ်လေနော်တက်ဒီမမီးနဲ့ပျော်ပျော်ရွှင်ရွှင်ဆော့မယ်လေဟုတ်ပြီလားသမီးလေးဒီလိုနေဘယ်လိုပြောမလဲဝမ်းပြက်တော့လေသမီးလေးမအားမရှိတော့မကစားနိုင်ဘူးမဆော့နိုင်ဘူးသမီးလေးကပျော့ဖတ်ကုန်သမီးလေးတနာပါတယ်သမီးရေမြန်မြန်တက်တာနော်မမီးနဲ့ကစားမယ်လေနော်ဟုတ်ပြီလားမမီးနဲ့ကမယ်လေတက်တာလေးရှင်โอเคတနာလိုက်တာကြည်ရဲ့ကြည်ကြည်ရှစ်တဲ့ပြိတ္တတွေကိုအားလုံးမင်္ဂလာပါလို့ပြောလိုက်လေကြံကြည်လာလေးကိုရှစ်ပေးတဲ့အတွက်ကျေးဇူးပါကြံကြည်လာလေးမနေ့ကိုပိန်ကြသွားတယ်ကြံကြည်လာလေးကအရင်တုန်းကဆိုရင်10ကီလိုနဲ့မှ4ခစ်ရှိတာပေါ့နော်အခုဆိုဘယ်နှကီလိုလဲသိလား9ကီလိုကျော်ပဲကျန်တော့တယ်ရှင်1ကီလိုကျော်2ကီလိုလောက်ကျသွားတယ်ရှင်မမေအတုံးမကြတာလည်းပါတာပေါ့နော်မမေကလည်းမသိဘူးရောကြံကြည်လာလေးစားရအောင်ဆိုပြီးတရက်တီးတွေကျွေးတယ်ဒါမှနည်းနည်းမကျွေးရှင်တော့မြများတော့ကျွေးရှင်တာဒါပေမဲ့ကလေးကမြများစားမရဘူးလေတော်သေးရပေါ့တလုံးလုံးမကျွေးတော့တဝက်ပဲကျွေးလိုက်ရတယ်တဲ့ဒီကမမီကိုဆဲတယ်မမီကလည်းသမီးလေးကြိုက်တယ်ဆိုပြီးတော့လေမြများကျွေးတာမမီလည်းသမီးကိုရှစ်တာကြီးကိုအဲ့ဒါတွေကမမီအပြစ်ပါကြံကြည်လာแม่ขอโทษนะโอ้จันจีลาน่าสงสัยมากเลยน้องจันจีลาผ่องเลยผ่องเยอะขึ้นไปค่ะน้องจันจีลาขี้แตกขาประมาณ20กว่ารอบแล้วค่ะน้องจันจียาสุดยอดไม่ร้องเย่เย่ใช่ไหมจันจีลาสุดยอดจันจีลาလေးကတိတ်မငိုတက်ဘူးလေဒါပေမဲ့ဤပါတော့သူငိုတယ်ဘာဖြစ်ငိုလဲဆိုလို့ရှင်သူကဤပါတဲ့ခါကျသူ့ခင်ကအရန်ပိုးနေပြီလေခါကြောင့်လို့ဤတစ်ခါညင်ငိုတယ်ကျန်တဲ့အချိန်ဆိုတော့တိတ်မငိုဘူးတနာလိုက်တာမမီခေါ်ထွက်နာမမီတောင်းပန်နေနော်နောက်ခါမမီမလုပ်တော့နော်ဟုတ်ပြီလားလို့မမီရဲ့သမီးလေးကိုရှစ်တာကြီးကိုသမီးလေးကိုကြိုက်တယ်ဆိုပြီးတော့မမီကကျွေးတာဒါမဲ့ဒီမျိုးအရွယ်ကလေးတွေကများစားမရအောင်နော်တစိတ်နှစ်စိတ်ပေါ့နော်မမီကအဲ့လိုမျိုးမကျွေးဘူးကျွေးရင်လည်းသမီးမဝမရှင်ကျွေးရပေါ့နော်မမီအပြစ်ပါ
အားလုံးပဲကျေးဇူးပါကြံကြည်လာလေးကိုရှစ်ပေးကြတဲ့အတွက်စိတ်ပူပေးတဲ့အတွက်ကျေးဇူးပါရှင်ဘိုင်ဘိုင်နောက်မှတွေ့ကြမယ်နော်